တန်မာခြင်းအောင်စောင်းနေတဲ့သူတွေပြိုလဲသွားတဲ့အခါတခြားသူတွေထက်နှစ်ဆပိုပြီးခံစားရတယ်မိသားစုအတွက်ပတ်ဝန်းကျင်အတွက်ချစ်ချင်းမေတ္တာတွေအတွက်အချိန်တိုင်းတာတစ်ခုထိပေးဆက်ခဲ့ပြီးပြီလေတပီတန်မာခြင်းအောင်မဆောင်ရင်တော့တယောက်တည်းနေပြီးတိတ်ဆိတ်ခြင်းတွေကိုသဘောကျလာတယ်ဘယ်เจ้าရာတွေကိုမှအငင်းခုန်မလုပ်ပဲမမမမအလျှော်ပေးတတ်လာတယ်ကိုယ့်ရဲ့ပေါ်ဘလောက်ပဲကောင်းကောင်းကိုယ့်ရဲ့ပေါ်မှာဘလောက်ပဲစူးစူးအရှင်းလို့စိတ်လို့လိုက်ပြီးအစွဲလက်မကြည့်တော့ကိုယ့်ရဲ့နားမှာရှိတယ်မလိုချင်တဲ့သူတွေနဲ့ဝေးရတိတ်တိတ်လေးထွက်သွားလိုက်တယ်အဆင်ပြေလားလို့မေးတာโอเคအဆင်ပြေပါတယ်ဆိုတဲ့မူသားတွေကိုငါတကယ်မုန်းနေပစုတွက်ရဲလို့ရှိရွယ်ပြီးပြောင်းလဲမပြီးချင်တော့ကိုယ့်ရဲ့ဖြစ်တည်မှုနဲ့ကိုနေသားကြလာတယ်ရွေးချယ်ကြရအများကြီးတည်းမှာဒီတစ်ခါတော့ငါကပြန်ရွေးချယ်လိုက်တယ်အနည်းဆုံးတော့ပစုကိုမဟန်ဆောင်ပြီးပြုံးပြနေစရာမလိုတော့ဘူးလေ